ကျမဟာပန်းအိုးတစ်လုံးကိုလိုက်ရှာနေရင်မတော်တဆခေါင်းကိုစောင့်မိသွားပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီလိုခေါင်းဆောင်မိပြီးနောက်မှာကျမရဲ့မျက်လုံးတွေဟာပြန်မြင်လာခဲ့တာပါပဲ။ဒီသတင်းကောင်းကိုခင်မုန်းဖြစ်သူကိုပြောပြဖို့ပြင်နေတော့မှပဲသူ့ရဲ့အင်ဂျီပေါ်မှာကျမနဲ့မဆိုင်တဲ့နှက်ခမ်းနေရတစ်ခုနဲ့သပင်တစ်ချောင်းကိုရုတ်တရက်တတိထားမိသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါကျမမျက်စိမမြင်ရတဲ့အချိန်မှာခင်မုန်းဖြစ်သူကဖောက်ပြန်နေခဲ့တာလားဆိုပြီးတန်တရားဝင်လာပါတယ်။အိမ်ထဲမှာကျမတို့အပြင်တခြားရှိနေတာကအသက်ကြီးအင်ဖော်တော်ကြီးတယောက်ပဲရှိတာပါဒေါ်ကြီးကလည်းရေမွေးဆိုးလေးရှိတဲ့သူမဟုတ်တာကြောင့်သူမကိုတော့တန်တရားစင်းရဲကနေပယ်လိုက်ပါတယ်ဒေါ်ကြီးကကျမခင်ပွန်းရဲ့အဝတ်စားတွေကိုတင်ဖို့ယူသွားတဲ့အချိန်မှာခင်ပွန်းဖြစ်သူရဲ့အိတ်ကက်ထဲကနေလက်သေးတူတစ်ခုပြုတ်ကျလာပြန်တယ်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျမခင်ပွန်းဖောက်ပြန်နေတယ်ဆိုတာတေချာသွားပါပြီအဲ့ဒီအချိန်မှာပဲကျမရဲ့အချစ်ဆုံးတငယ်ချင်းရောက်လာခဲ့ပါတယ်သူမကကျမခင်ပွန်းနဲ့ကုမ္ပဏီမှာအတူတူအလုပ်လုပ်နေတာပါအစကတော့ကျမရဲ့တငယ်ချင်းကများကျမကိုတစ္ဆာဖောက်နေတာလားလို့တန်တရားဝင်မိပေမဲ့သူမကကုမ္ပဏီချင်းတွေကိုလာပြီးအစီရင်ခံနေတော့မှသူမရဲ့လက်တွေကိုတေချာကြည့်လိုက်တော့သူမမှာလက်သေးတူတွေတက်မထားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ကျမတငယ်ချင်းစီကနေတဆင့်မကြသေးခင်ကကုမ္ပဏီကအတွင်းရေးမှူးမလေးတယောက်ဟာကျမခင်ပွန်းနဲ့အတူခီးတွေခဏခဏအတူတူထွက်လေးရှိရဆိုတာသိလိုက်ရပါတယ်အဲ့ဒီအတွင်းရေးမှူးကဘယ်သူလဲဆိုတာသိချင်တာကြောင့်တငယ်ချင်းဖြစ်သူကကျမကိုကုမ္ပဏီစီခေါ်သွားပေးခဲ့ပါတယ်ကုမ္ပဏီကိုရောက်တဲ့အခါဝန်ထမ်းတွေအားလုံးကတိုးနဲ့အတင်းပြောနေကြတာကိုတွေ့ရပါတယ်ခင်ပွန်းဖြစ်သူရဲ့ရုံးခန်းတကားနဲ့လိုက်ကာတွေအားလုံးလည်းပိတ်ထားတာကိုမြင်လိုက်ရတဲ့အခါကျမရဲ့စိတ်ထဲမှာတော့ရုံးခန်းထဲမှာဖောက်ပြန်နေကြပြီဆိုတဲ့မြင်ကွင်းတွေကိုပဲမြင်အောင်နေမိပါတော့တယ်ဒါနဲ့ကျမလည်းဒေါသတကြီးနဲ့တကားကိုအုံကနေတွန်းဖွင့်ပြီးခင်ပွန်းဖြစ်သူကိုအော်ဟစ်မေးမြန်းလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဝန်ထမ်းတွေအားလုံးကရောင်စုံစက်ကူလေးတွေကိုဖောက်ပြီးဂုဏ်ပြုကြပါတော့တယ်တကယ်တော့ဒီနေ့ဟာကျမရဲ့မွေးနေ့ဖြစ်နေလို့ခင်မုန်းဖြစ်သူကကျမကိုပျော်ရွှင်သွားအောင် surprise လုပ်ပေးဖို့ဝန်ထမ်းတွေကိုကြိုတင်ညှိနှိုင်းထားတာပဲဖြစ်ပါတယ်ခင်မုန်းဖြစ်သူကကျမနာကိုရှောက်လာပြီးကျမရဲ့အခြေအနေကိုဂရုတစိုက်မေးမြန်းနေတဲ့အခါမှာတော့ငါခင်မုန်းအပေါ်အထင်မှားခဲ့မိတာပဲလို့တွေးမိသွားပါတော့တယ်ဗျာခင်မုန်းဖြစ်သူကသူ့ရဲ့ဝန်ထမ်းတွေကိုအပြင်ထွက်ခိုင်းပြီးကျမနဲ့နှစ်ယောက်တည်းစကားပြောဖို့ပြင်ပါတယ်ခင်မုန်းဖြစ်သူရဲ့ surprise ကြောင့်ကျမအရန်ပျော်ရွှင်နေပြီးမျက်စိပြန်မြင်လာတဲ့သတင်းကိုပြောပြဖို့လုပ်နေတော့မှာပဲသူကဖုန်းပြောဖို့အတွက်ခဏထွက်သွားပါတယ်အဲ့ဒီအချိန်မှာစပွဲပေါ်ကကိုဝင်ဆောင်စစ်စစ်ချက်မှတ်တမ်းစာရွက်ကိုတွေ့လိုက်ရပြီးအဲ့ဒါကကျမနဲ့လုံးဝမဆိုင်တာကိုသိလိုက်ရပါတယ်ကျမအရန်တုံလို့သွားပေမဲ့တိတ်တဆိတ်နဲ့အဲ့ဒီစာရွက်ကိုဓာတ်ပုံရိုက်ထားလိုက်ပါတယ်အဲ့ဒီနောက်ခင်မုန်းဖြစ်သူကကုမ္ပဏီမှာကျမအတွက်မွေးနေ့ပါတီကျင်းပပေးတယ်လူတိုင်းကလည်းကျမလိုမျက်မမြင်မျိုးသမီးတစ်ယောက်မှဒီလောက်အနစ်နာခံပြီးချစ်တတ်တဲ့ခင်မုန်းမျိုးရှိတာကိုအားကျနေကြတာပေါ့အဲ့ဒီအချိန်မှာပဲကျမရဲ့အချစ်ဆုံးတငယ်ချင်းကကျမနာကိုရောက်လာပါတယ်သူမဝတ်ထားတဲ့ကာဝင်ကိုမြင်လိုက်ရတဲ့အခါကျမအံ့ဩသွားရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကာဝင်ကကျမကိုယ်တိုင်အထူးမှယူကျုံလုပ်ထားတဲ့ကာဝင်ဖြစ်နေလို့ပါပဲသူမကဘလို့လုပ်ပြီးဒါကိုဝတ်ထားနိုင်ရတာလဲဆိုတဲ့အမှန်တရားကိုသိနိုင်ဖို့အတွက်ကျမဟာမျက်စိမမြင်တရားဆက်ပြီးဟန်ဆောင်နေခဲ့ပါတယ်ပြီးတော့သူမရဲ့ကာဝင်ပေါ်ကိုရှမ်ပိန်တွေနဲ့တမင်တကာပတ်လိုက်တာကြောင့်သူမကအင်ဂျီလဲကိုအပေါ်ထက်ကိုတက်သွားပါတော့တယ်ထင်ထားတဲ့အတိုင်းပါပဲကျမခင်ပွန်းကလည်းသူမနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်တကယ်တော့ကျမခင်ပွန်းဟာကျမကိုတစ္ဆာဖောက်ယုံတင်မကပဲကျမပိုင်ဆိုင်တဲ့ကုမ္ပဏီရှယ်ယာတွေကိုပါကွဲရမှာခိုးယူဖို့ကြံစည်နေတာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ရဲ့ရုပ်မာတဲ့အစီအစဉ်တွေကိုလုံးဝအောင်မြင်ခွင့်ပေးမှာမဟုတ်တော့ပါဘူးဗျာ